โอเคအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ကAPI response ကိုဒါလေ့လာကြမှာပေါ့နော် API response ဆိုတာ API ရဲ့တုံ့ပြန်မှုလို့ပြောလို့ရတယ်ပေါ့နော်သူဘယ်လိုတုံ့ပြန်တယ်လဲဆိုတဲ့ပုံမှာ motive ပြီးတော့ကျွန်တော်တို့ကဒါဘာဖြစ်နေရလဲဆိုတော့ဆုံးဖြတ်လို့ရတယ်ပေါ့ဗျာဆိုတော့အရင်ဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ API record ပေါ့နော် method လေးတွေအကြောင်းလေ့လာခဲ့ပေါ့နော် API record မှာဆိုလို့ရှိရင် get method ရှိရယ် get method မှာ2မျိုးရှိရယ်ပေါ့နော်2မျိုးရှိရယ်နောက်က post method ရှိရယ်နောက်ပြီးတော့ဒီကောင် post ရယ်ဒီကောင်ပါခေါ်ပါလိမ့်ကျွန်တော်အတန်ထွက်ပြန်မိပါတယ်ပေါ့နော် okay ပြီးတော့ delete ရယ်ပေါ့နော်ဒါတော့ရှင်းတယ်ဒီကောင်ပဲဗျဒီကောင်ရယ်ကျွန်တော်အတန်ထက်တွေမကွဲမပြားဖြစ်နေဒါလည်း post ဒါလည်း post ဒါလည်း post အဲ့လိုဖြစ်နေဗျာကျွန်တော်အတန်ကအဲ့လိုဖြစ်နေအောင်နော်အဲ့ဒါတော့အင်္ဂလိပ်စာကိုတေချာမလေးလာခဲ့တဲ့စိုးကျိုးတွေပေါ့ဗျာထားပါတော့အခုကအင်္ဂလိပ်စာအကြောင်းပြောနေမှာမဟုတ်ကျွန်တော်တို့ကဒီ NHN အကြောင်းပြောနေတာဆိုတော့အဲ့ဒီပိုင်းတွေကကျွန်တော်တို့အရင်ဗီဒီယိုမှာလေ့လာခဲ့ပြီးသွားပြီဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့လေ့လာခဲ့ရမှာက API response API ရဲ့တုံ့ပြန်မှုပေါ့နော် API ရဲ့တုံ့ပြန်မှုကိုကျွန်တော်တို့ကြည့်ပြီးတော့မှဒါဘာကိုဆိုလိုရလဲဆိုတော့ကျွန်တော်နားလည်ရမယ်ပေါ့နော် API record ကျွန်တော်တို့က API ဒီမှာတောင်းဆိုလိုက်တဲ့အချိန်မှာ API ရဲ့တုံ့ပြန်မှုကိုကြည့်ပြီးတော့မှဘာဖြစ်နေပါလားဆိုတော့ကျွန်တော်တို့သိရတာပေါ့ဗျာဆိုတော့ကျွန်တော်တို့ကwaiter API ဆိုတာ waiter လို့သဘောထားရဗျာကျွန်တော်တို့သူ့ waiter လို့သဘောထားလိုက်မယ်ဗျာ waiter ကိုကျွန်တော်တို့ကဘယ်လိုခိုင်းမလဲဆိုတော့အဲ့တော့ငါလက်ဖက်ရည်ယူပေးပါလို့လက်ဖက်ရည်တစ်ခွက်လုံးမာလိုက်တဲ့အချိန်မှာ waiter ကဘယ်လိုတုံ့ပြန်လာလဲဆိုတော့ကိုကြီးဒီနေ့လက်ဖက်ရည်မရှိဘူးဗျာအဲ့လိုတုံ့ပြန်လာဆိုလို့ရှင်တော့တေချာတယ်ဗာလဲဆိုတော့ဒီမှာ404 not found ပေါ့နော် API response not found ဆိုပြီးတော့ကျွန်တော်တို့တွေးလိုက်မယ်ဒီ404 not found ဆိုတာမိတ်ဆွေတို့တော်တော်များများတွေးဘူးလိမ့်မယ်ဗျာကျွန်တော်တို့ website တစ်ခုခုဝင်လိုက်တယ် website တစ်ခုခုဝင်လိုက်တယ်တကယ်လို့အဲ website ကတည်နေတာဒါမှမဟုတ်အဲ link ကတည်နေတာမရှိတဲ့ link တွေကျွန်တော်တို့ရှာမိတယ်ဆိုလို့ရှိရင်404 not found ဆိုပြီးတော့ပြရတယ်ပေါ့နော်အဲ့လိုပဲပေါ့နော် waiter ကလည်းကိုကြီးဒီနေ့တော့လက်ဖက်ရည်မတွေ့ဘူးဗျာလက်ဖက်ရည်မရှိဘူးဗျာဆိုပြီးတော့ကျွန်တော်တို့ပြန်ပြောတယ်ပေါ့ဗျာနော်မတွေ့ဘူးမရှိဘူးပေါ့နော်ဒီမှာမရှိဘူးအဲ့လိုမျိုးတပေါ်မျိုးပေါ့နော်အဲ့ဒါတော့404 not found ပေါ့ထားပါတော့Okay ကျွန်တော်တို့ API တခု record လုပ်လိုက်တယ်ဆိုလို့ရှိရင်တဲ့ API ဘက်ကနေပြီးတော့ဘယ်လိုတွေတုံ့ပြန်လာတတ်တယ်လဲဆိုတော့တဲ့ဒီလိုတုံ့ပြန်လာတတ်တယ်တဲ့ဒီမှာ state ဆိုတာ state မှာပေါ့နော်ကျွန်တော်တို့ရဲ့ state မှာ200 okay ဆိုပြီးတော့200 okay ဆိုပြီးတော့ဖြစ်နေရဆိုလို့ရှိရင်ကျွန်တော်တို့ကအားလုံးအဆင်ပြေပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခိုင်းတဲ့ဟာအားလုံးအဆင်ပြေရတူအလုပ်ပေးနိုင်တယ်ပေါ့နော်ကျွန်တော်တို့စားတောက်ဆိုင်တစ်ခုတွားတယ်ကျွန်တော်တို့မာလိုက်တယ်ပစ္စည်း waiter ကိုပစ္စည်းတစ်ခုခုမာလိုက်တယ်စားစရာတစ်ခုခုမာလိုက်တယ် waiter okay ရစေရမယ်လို့ပြန်ပြောလိုက်တယ်အဲ့လိုမျိုးတော့ဘောမျိုးဗျာအားလုံးအဆင်ပြေပေါ့နော်ကျွန်တော်တို့ခိုင်းလို့ရတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့400ပေါ့နော်400 bad record bad record ဆိုတဲ့အတိုင်းပဲတည်တယ်မယ်မဟုတ်တာကြီးလားခိုင်းနေတော့ဗျာခိုင်းတဲ့ပုံစံမားနေတယ်ပေါ့ခင်ဗျားစားတောက်ဆိုင်ကိုတွားတယ်တွားပြီးတော့မှ waiter ကိုပြောမယ်ပေါ့နော် waiter ကိုပြောမှာwaiter လာအောင်ငါ့ကိုကျဲဥတစ်လုံးကြော်ပေးလို့တွားပြောမယ်ဆိုလို့ရှိရင်ဒါခိုင်းပုံခိုင်းနီမားနေရလို့ပြောလို့ရတယ်ပေါ့နော် waiter ကိုကျဲဥကြော်ခိုင်းတယ်ဆိုတော့ waiter ကအစားတောက်တွေကိုတည်ယူပို့ဆောင်ပေးတာအဲ့ဒါမျိုးပေါ့နော်အဲ့ဒါပဲရှိရပါတော့အဲ့ဒီဝန်ဆောင်မှုပဲပေးနိုင်တာသူကကျဲဥကြော်တတ်မှာမဟုတ်ဘူးနော်ကျဲကိုကအိမ်မှာတော့ကြော်တတ်မှာပေါ့နော်စားတောက်ဆိုင်မှာဆိုလို့ရှင်တော့သူ့မှာကြော်တတ်တယ်ဆိုရင်တော့ကြော်ခွင့်မရှိဘူးဗျာတကယ်ကြော်ရမယ့်လူကစပုံမှုဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုခိုင်းပုံခိုင်းနီမားတာပေါ့နော်ခိုင်းပုံခိုင်းနီမားတာအဲ့လိုမျိုးခြေနေကြလို့ရှိရင်ကျွန်တော်တို့ကို error ကဘလို့ပြန်มาလဲဆိုတော့400 paragraph ဆိုပြီးတော့ error ပြန်တက်တယ်ပေါ့နော်ဒါကကြတော့ခိုင်းပုံခိုင်းနီမားတာပေါ့နော် okay နောက်တစ်ခုကကြတော့ဒီကောင်ပေါ့နော် and authorize ပေါ့နော်ကျွန်တော် and authorize ဆိုဖြတ်ဖတ်တယ်ပေါ့နော် and authorize တကယ်လို့မိတ်ဆွေကကျွန်တော်ပြောတဲ့အတန်ထွက်မမှန်ဘူးလို့ယူဆတယ်ဆိုရင် Google မှာတွက်ရှာမှအတန်ထွက်ကိုစစ်ကြည့်လို့ရတယ်เนาะကျွန်တော်ပြောတဲ့အတန်ထွက်ကမှန်ကောင်းမှန်ချင်မဲ့မားနိုင်တယ်ပေါ့နော်ကျွန်တော်က an authorize လို့ဖတ်တယ်အဲ့ဒီကောင်ကကြတော့အတိကတော့ဒီမှာဒီနံပါတ်လေးကိုပဲမှတ်ထားလိုက်ဗျာတို့မှာအတိကတော့နံပါတ်တွေပဲပေါ့နော်ဒီမှာ401ဆိုတဲ့ error ပေါ့နော်401ဆိုတဲ့ error ပါတယ်ဆိုလို့ရှိရင်သူကလုတ်ပိုင်ခွင့်တဲ့ကြော်လာပြီပေါ့နော်လုတ်ပိုင်ခွင့်တဲ့ကြော်ပြီးတော့ခိုင်းနေဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်ခင်ဗျားလုတ်ပိုင်ခွင့်တဲ့ကြော်ပြီးတော့ခိုင်းလို့မရဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့ဒီနောက်ကစကလုံးတွေဆိုတာတဲ့ဒီရှေ့စာနံပါတ်တွေကိုပဲမှတ်ထားလိုက်200ဆိုလို့ရှိရင်တော့ okay တယ်အားလုံးအဆင်ပြေရဲ့400ဆိုလို့ရှိရင်တော့ bad record ခိုင်းတဲ့ပုံစံမားနေရဲ့
401ဆိုလို့ရှိရင်တော့ခိုင်းတာလောက်ပိုင်ခွင့်တဲ့ကြော်လွန်ပြီးတော့ခိုင်းနေတယ်ပေါ့နော်ဒီလိုအမျိုးအတိတ်ပဲရတယ် okay 403ဆိုတာကြတော့ forbidden ပေါ့နော် forbidden ကလောက်ပိုင်ခွင့်တဲ့ဒါလည်းအတူတူပဲပေါ့နော်ဒီကောင်ဒီနှစ်ခုအတူတူပဲလောက်ပိုင်ခွင့်တဲ့ကြော်ပြီးတော့ခိုင်းတာပေါ့နော် okay အဲ့တော့401နဲ့403ဆိုရင်လောက်ပိုင်ခွင့်တဲ့ကြော်လွန်ပြီးတော့ခိုင်းတာကိုပြောတယ်ခိုင်းလို့မရဘူးဆိုတဲ့အတိတ်ပဲပေါ့နော် okay ဒါကတော့ခုနကကျွန်တော်ပြောခဲ့ပြီးပြီ404ကကြတော့ error not found ပေါ့နော်ကျွန်တော်ရှာလို့မတွေ့ဘူး page ရှာလို့မတွေ့ဘူးဆိုတဲ့အတိတ်ပဲနောက်တစ်ခုကကြတော့500 internet server error ဆိုတော့ကြောင့်ဘာလို့ဆိုလိုရလဲဆိုတော့ကျွန်တော်တို့ server မှာ error ရှိနေလို့အလုံးမလုံးနိုင်ဘူးလို့ဆိုလိုရပါတော့ကျွန်တော်တို့ server မှာ error တက်နေတယ်အဲဒါကြောင့်မလို့မိတ်ဆွေခိုင်းတဲ့ဟာကိုသူလုံးမပေးနိုင်ဘူးအဲ့လိုမျိုးဆိုလိုရပါတော့ okay ဒါတွေကတော့ API response ပေါ့နော် API response ကိုကျွန်တော်တို့လေ့လာခဲ့တာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာတော့နောက်ထပ်သင်ခန်းစာအသစ်တွေကိုဆက်ပြီးတော့လေ့လာကြမယ်ပေါ့နော်